Hello အားလုံးပဲမင်္ဂလာပါဆိုရရဲ့ချင်းမိုင် vlog 2ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ vlog လေးမှာတော့ဆိုရ adventure လေးနည်းနည်းလုပ်မယ်အခုကတော့ချင်းမိုင် Tiger Kingdom ကိုရောက်နေပါတယ်သူတို့စီမှာကြား size အမျိုးစုံကိုဈေးမျိုးစုံနဲ့ဓာတ်ပုံရိုက်လို့ရမယ်ထိကြည့်လို့ရမယ် session လေးပေါ့နော်ဆိုရ medium size ကြား package လေးနဲ့ဓာတ်ပုံရိုက်ပေးတဲ့ service လေးယူရပါတယ်သူတို့စီမှာတယောက်ထိလာတဲ့သူတွေအတွက် photographer service လေးပေါ့နော်သူတို့ camera နဲ့ရိုက်ပေးရပြီးတော့ပုံကူပေးရဆိုရာကြားကြီးနဲ့မတွေ့ခင်မှာလဲဆိုရာကိုဒူးအန်တုံးစီရှင်းပြရဲအထဲဝင်သွားတော့လဲဆိုရာတယောက်တည်းမဟုတ်ပဲနဲ့ဓာတ်ပုံဆရာအပြင်ကိုကြားကိုထိန်းပေးရသူတယောက်လည်းရှိသေးတယ်ဆိုရာဆက်ဝင်ချင်းတော့ကြောက်နာပေါ့နော်သူတိတ်မထီရဲဓာတ်ပုံဆရာအမိမရအမိကိုဆွဲကိုင်နဲ့post တွေဘလိုလုပ်တင်ပေးပြီးလဲပြီးတော့သူအမ position မှားနေလို့ဆိုရင်ထိန်းတဲ့တယောက်ကလာလုပ်ပေးပြီးတော့အမသူ့ပေါ်ရမှီချရဲအိတ်ချရဲမရဘူးတဲ့ဆိုအတင်းနေလို့လှဲခိုင်းတာဆိုတော့လဲကြောက်ရုံနဲ့ဓာတ်ပုံရိုက်ခဲ့ပါတယ်ဆိုတော့လေကြောက်တော့အตาလေးပဲမှေးပြီးတင်တာပါပေါ့နော်ပြီးလဲပြီးတော့အမတထောင်စင်းနဲ့ထောက်တယ်ဆိုပြီးအဲ့လိုမျိုးလုပ်တော့အဲ့ကြားလှည့်လာတော့ကိုကလည်းနည်းနည်းလန့်တာပေါ့နော်ဒါပေမဲ့ကြားထိန်ရလာပြီးတော့ထိန်မိပါတယ် position မှန်အောင်လို့ပြီးတော့အမဓာတ်ပုံဆက်ရိုက်ပြီးပြီးတော့ကြားဆိုတော့တွေ့ကြရနှစ်ကောင်တွေ့ကြရပထမကောင်ကတော့အမကြီးရပေါ့နော်အောက်မှာဆိုတော့လေအဲ့လိုမျိုးသူ့လိုမျိုးလှဲပြီးတော့ရိုက်ခဲ့ပါတယ်ပြီးတော့ဒုတိယကောင်လေးကကျတော့နည်းနည်းလေးသေးရ site အလက်လောက်လေးအဲ့လိုမျိုးကောင်လေးချစ်ဖို့ကောင်းတဲ့ဒီကောင်လေးကပို့ပြီးတော့ဆိုတော့ဓာတ်ပုံရိုက်ပေးရဲ့ service ယူရတာကွာဓာတ်ပုံရိုက်ပေးရဲ့အပြင်ကိုဆိုတော့ကင်မရာပါတော့သူတို့ငါ့ကို video လေးပါရိုက်ပေးပါဆိုတော့သူကလည်းမျိုး video လေးရိုက်ပေးရဲ့ကြားမျက်နှာရှေ့ထိလာရိုက်တာမှကြည့်အောင်ဆိုတော့ post တွေပြောပြအမီးတွေကန်ခိုင်းဆိုတော့လည်းအကုန်လုပ်တာပဲမှာပြီးလဲပြောသူတို့တခြားကြားတွေကို tour လုပ်လို့ရရဲပေါ့နော်အမသူတို့ရဲ့ AR win နဲ့မှာပတ်ပြီးတော့ကြားအဖြူကြီးတွေအဲ့လိုမျိုးဒီအဖြူမလေးဆိုတော်တော်လှရဲကောင်းကြီးအကြီးကြီးပဲဆိုတာတွေ့ခဲ့ရအဲ့နဲ့ဗီဒီယိုလေးပတ်ရိုက်ခဲ့ပါတယ်ကြားရအစုံမဲ့တော်တော်ကြီးနဲ့မျိုးစုံတွေ့ရတယ်ပေါ့နော်ဒီကောင်ကြီးဆို giant ဆိုနည်းနည်းနှိုးမဟုတ်ဖြစ်မှာဒါလေးတော့ကြားပေါက်ကလေးပါဒီမျိုးမွေးကင်းစားလေးထင်ပါတယ်လမ်းတော်မလျှောက်နိုင်သေးဘူးမကြည့်ဒီမျိုးမမတ်တောင်တခြားမရက်နိုင်သေးဘူးအယူကမျိုးသူလမ်းလျှောက်ချင်နေအတင်းနေလျှောက်ပြီးချော်ကြအဲ့လိုမျိုးတည်းမှာချေမခိုင်သေးရဲ့အရွယ်လေးအမသူတို့ကမှန်ပေါင်းနဲ့ထည့်ရတာကြားထိန်းနေနေပေါ့နော်ဆိုတော့အပြင်ကပဲကြည့်လို့ရတယ်ဂိုင်းလို့တော့မရဘူးသူတို့ကဂိုင်းလို့ရှင်တစ်စေးပို့ကြည့်ရဒီဟာလေးကနည်းနည်းလေးခုနကောင်လေးထက်တော့ကြီးရဲ့ပုံပဲသူတို့ကအဲ့လိုမျိုးလေးသူတို့နေရာလေးမှာခတ်ထားရပေါ့နော်အမစော့နေကြရစော့နေရာလေးကြုံချစ်စရာလေးပြီးတော့စရာဂျန်ကက်ကိုစတာသွားခဲ့ပါတယ်ဒီနေရာတော့ဆိုရရဲ့တမိုင်းဝင်ရာဇဝင်ဖုန်းကြပြောက်ခဲ့နေရပေါ့နော်စစီတော့သူတို့ကကိုယ့်အကူမောင်းရတာကွာဆိုရလဲအရန်အရှိန်မတင်မနဲ့ကိုသွားနိုင်တဲ့လောက်အရှိန်လေးနဲ့ပဲသွားပြီးတော့လိုမျိုးစီးွားရကွာစီးွားတော့အမှန်တော့အရှိန်ကိုအဆုံးထိတင်ရမှာအနောက်ကဒစီကဆိုရနဲ့ချားပြီးတော့လွတ်လိုက်ပြင်မဲ့ကွာထိုင်းမကြီးကအရှိန်ကိုအဆုံးထိတင်ပြီးတော့လာတာအဲ့ဒါဆိုတော့အနောက်ကနေဝင်ပြီးတော့စောင့်တော့ဖုန်းကအဲ့လိုပြုတ်ကြသွားပြီးတော့အကူကဗီဒီယိုရိုက်ထားပြီးတော့ငိုမဲလေးနဲ့သမီးဖုန်းပြုတ်ကြခဲ့တယ်ဆိုပြီးတော့တော်သေးရဲ့မြမအကူဝန်ထမ်းတယောက်ရှိရအကူကူညီပြီးလို့ဖုန်းတော့ပြန်ရခဲ့ပါတယ်အဲ့နဲ့ဒီ transition လေးလုပ်ဖို့ idea ရပါ Pull the lever, Grunk. Wrong lever! Huh? Why do we even have that lever? ဒီနေ့ကတော့ဆိုရာရှေ့ဗီဒီယိုရဲ့မှာတွေ့ရတဲ့ paragliding လေးမစီးခင် breakfast လေးစားနေရပဲဖြစ်ပါတယ်။ hotel ကကျွေးရ breakfast လေးပါ။ပြီးတော့ဆိုရာကို paragliding service ကကားနဲ့လာခေါ်ပါတယ်ဆိုတာချင်းမိုင်မျိုးထဲမှာပဲနေလို့ရှိရင်ဆိုတာ free အဲ့လိုမျိုးကားနဲ့လာခေါ်ပြီးရပေါ့နော်ဆိုတာမနက်စောစောသွားစီရောလေရာသီဥတုအရန်အေးရရောက်တာနဲ့သူတို့နှုတ်ဆက်ပြီးတော့ register ရင်းလောက်ကြရပေါ့နော်ဒါတော့ဝစ်စားလဲခံပါလဲရဆိုတော့သူတို့ရဲ့စုကြည်ဝဲရတာပေါ့နော်သူတို့ကူဝစ်ပေးရပြီးတော့ကိုလေးချိန်နေချိန်ပြီးတော့မျက်မှန်တွေအုပ်ထုပ်တွေဝတ်ကြရပေါ့နော်မျက်မှန်ဘာဝေးရမလဲဆိုပြီးတော့ဝေခွဲများဖြစ်နေရနေနောက်ဆုံးတော့ဒါလေးကိုဝတ်လိုက်ပါတယ်။ကဲဆိုတော့ ready ဖြစ်ပြီ။စိတ် ready ဖြစ်ဖို့ပြင်ဆင်နေတဲ့အချိန်ပေါ့နော်။အာနဲ့ဆိုတော့ကဲစီးရဲ့ညောင်ခေါ်ရပေးတယ်။ဘာတွေဘယ်လိုရှိရဲဆိုတော့ပြောပြရဲ။
ပြောပြနေနေပဲတစည်းကဝင်လာရပေါ့နော်သူတို့ service က action camera တစ်လုံးထည့်ပြီးရယ်ဆိုတော့နောက်တစ်ဖက်နဲ့ကိုယ်ပိုင် camera လေးကင်သွားတာပေါ့နော် camera လုံးနဲ့အလုံးရှုပ်နေတာမသိလိုက်ခင်မှာပဲစထွက်ပြီးဆိုတော့ပေါ်ရောက်သွားပါပြီဆိုတော့ချင်းမိုင် vlog လေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ vlog လေးကြည့်လို့ရှင် subscribe လုပ်ဖို့မမေ့နဲ့နော်အဲဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော် bye bye